Malaysia ကအင်္ဂလိပ်ဘာသာစကားကိုပဲသုံးတဲ့အတွက်ကြောင့်မလို့ညီမတို့အနေနဲ့မလေးဘာသာစကားကိုတည်တက်လေးလာစရာမလိုတော့ဘူးပေါ့နော်။အပြင်မှာဈေးဝယ်တာကစားလမ်းမေးတာကစားအကုန်လုံးကအင်္ဂလိပ်ဆိုပြောတတ်တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်ဘာသာစကားတစ်ခုနဲ့အဆင်ပြေပါတယ် environment ပေါ့နော်မလေးရှားရဲ့ environment အကြောင်းလေးကိုမေးချင်တယ်တိုးတက်မှုအတွက်ကအရေးကြီးဆုံးက environment ပေါ့နော်အဲ့တော့ညီမရဲ့ဒီမလေးရှားရဲ့ environment အကြောင်းလေးလည်းပြောပြပါမယ်ပြီးတော့ဒီ APU University ရဲ့ environment လေးဟောဘယ်လိုမျိုးလေးရှိ လေးရှားကကြတော့ foreigner တွေများတယ်မြန်မာနိုင်ငံနဲ့နည်းနည်းပွာချားတယ်ပေါ့နော်ဆိုတော့ကြိုက်ပါတယ်ပြီးလို့ရှိရင် APU မှာဆိုလို့ရှိရင်ဒီ international student အနေနဲ့လည်းတွေ့ရတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ရဲ့ culture တွေ traditional တွေအဲ့လိုမျိုးတွေလည်းစရရသိခဲ့ရတယ်ပေါ့နော် ညီမအနေနဲ့ဆိုရင်ပေါ့နော်မလေးရှားကအင်္ဂလိပ်ဘာသာစကားကိုပဲသုံးတဲ့အတွက်ကြောင့်မလို့ညီမတို့အနေနဲ့မလေးဘာသာစကားကိုတည်တက်လေးလာစရာမလိုတော့ဘူးပေါ့နော်အပြင်မှာဈေးဝယ်တာကစားလမ်းမေးတာကစားအကုန်လုံးကအင်္ဂလိပ်ဆိုပြောတတ်တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်ဘာသာစကားတစ်ခုနဲ့အဆင်ပြေပါတယ် ဒီ Asia Pacific University ကလည်း international student တွေအများဆုံးနဲ့မှာပါတယ်90ရာခိုင်နှုန်းလောက် international student တွေရှိတယ်မလေးတွေကအကုန်လုံးကအင်္ဂလိပ်လိုပြောတတ်တယ်အဲ့တော့ညီမပြောသလိုပဲလမ်းမေးဆိုင်သွားလဲတကယ်အင်္ဂလိပ်လိုပြောလို့ရတယ်အဲ့တော့အဲ့အမျိုးလေးတွေကတော့ဒါဘယ်လိုဆိုចောင်းသားတွေအတွက်အများကြီးအဆင်ပြေ